အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ပြန်လာပါပြီအရင်တစ်ခါကဘလူးကောင်းပုံဆွဲခဲ့တယ်ပေါ့နော်ဒီတစ်ခါမှာတော့မြန်မာရိုးရာဂီတဒုရိယာတစ်ခုဖြစ်တဲ့ဆောင်းကောက်ပုံလေးကိုဆွဲပြမှာဖြစ်ပါတယ်ဆိုတော့ထုံးစံနိုင်မယ်ကျွန်တော်တို့အယိုးရှင်းဆုံးပုံဖြစ်တဲ့ simple form လေးကနေစဆွဲတယ်အဲဒီ simple form လေးရလာပြီဆိုရင် details တွေတဖြည်းဖြည်းဖြည့်သွားမယ်ပေါ့ဒီဆောင်းကောက်ပုံစံလေးကမထင်ထားရလောက်အောင်အသေးအရက်စိတ်ရတဲ့အတွက်ကြောင့်ကျွန်တော်ဆွဲရဆိုရင်2ရက်3ရက်လောက်ကြာတယ်ပေါ့နော်တစ်ရက်ကို1နာရီခွဲ2နာရီလို့ဆွဲတာပေါ့အဲဒါနဲ့အခုဆိုရင်ကနုတ်လေးတွေဖြည့်တယ်ပြီးတော့ဆိုရင်လိုအပ်တဲ့ထုံအနုအယံလေးတွေဖြည့်တယ်ပေါ့အဲမှာဆိုရင်ဒါအသေးစိတ်လေးတွေပေါ့သူ့ရဲ့အနာကုတ်ကနော်ဒီကြောက်စီထားတာလေးပုံစံမျိုးလေးပေါ့ဒီဆောင်းရဲ့အောက်ဖက်ချန်ပြီးပြီဆိုရင်ဒီဖက်ပေနာကြာနေတဲ့ဒီဂျိုးအနီလေးတွေပေါ့အဲဒီဟာလေးတွေကလည်းဒါမြန်မာရိုးရာဆောင်းရဲ့ signature တစ်ခုဖြစ်တဲ့အတွက်ကြောင့်မထည့်ဆွဲလို့မရအောင်အဲဒါလည်းတော်တော်အသေးစိတ်ရတယ်ပေါ့ပြီးတော့ပြီးဆိုရင်ဆောင်းဂျိုးလေးတွေကိုပေးတယ်နဲ့တခြားတားပြီးဆွဲတယ်လက်တန်ဆွဲရင်ကြတော့မညီဘူးဖြစ်သွားမှာဆိုလို့ပေါ့နော်ရာပီရဲ့အပေါ်ပိုင်းမှာအဲ့လိုပြောင်ပြောင်လက်လက်ဖြစ်နေအောင် highlight တွေထည့်ရဲပြီးတော့ဆိုရင်ဒီထိပ်ပိုင်းနာကသူ့ရဲ့ကောက်တဲ့နေရာလေးမှာကနုတ်လေးတွေအသေးစိတ်ဖြည့်တယ်အခုလိုမျိုးခဲပကြီးပဲဖြစ်ဖြစ် digital art ပဲဖြစ်ဖြစ် illustration လေးတွေကိုကောင်းကောင်းဆွဲတတ်ချင်နေဆိုရင်တော့ဒါမဲ့မီလာအကောင်မှာဖွင့်မဲ့ bench အသစ် live class တင်တန်းလေးကိုလာရောက်အနံ့နိုင်ပါတယ်ခင်ဗျာအပေါ်ကကနုတ်လေးတွေပြီးသွားပြီဆိုရင်အောက်ခြေကိုထုံနေစဖြည့်ပါတယ်အဲ့လိုဖြည့်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာ space လေးလွတ်နေရဖြစ်တဲ့အတွက်ကြောင့်တခြားပေါ့နော်သူ့ရဲ့ concept လို့ခေါ်တဲ့အချက်လက်လေးတွေပေါ့ဥပမာ basic form လေးတွေပြန်ဆွဲပေးရမျိုးတွေဘယ်လိုတိစောက်ထားလဲဆိုတော့အကျန်းဖြင့်တပေါ်တရားပေါ့ဆောင်းကတော့သူကလေးပုံစံလေးရှိရနော်အဲ့လေးကိုဆွဲပြီးပြီဆိုရင်ကျွန်တော်တို့နောက်ဆုံးအဆုံးသက်အနေနဲ့ acrylic စီအဖြူလေးနဲ့အပေါ်ကနေလို့ပြောင်လက်နေတဲ့တပေါ်မျိုးရအောင်လို့အဲ့လိုနည်းနည်းပပလိုက်ချေပေးရပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီလိုဆောင်းကောက်ပုံရဲ့ illustration လေးကိုရလာပါပြီခင်ဗျာနောက်ထပ်မြန်မာမှုပစ္စည်းတွေကနေဘယ်ပုံကိုဆွဲရမလဲဆိုတာကိုပြပြပေးခဲ့ပါအောင်เนาะအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ